မင်္ဂလာပါဒီတစ်ခေါက်ရှင်းလင်းတင်ဆက်မှုကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ဘန်ကောက်မြို့ရဲ့ BTS နဲ့ MRT ရထားလိုင်းတွေကိုကျွမ်းကျင်သူတယောက်လိုလွယ်ကူကူနဲ့ဘလို့သွားလာမလဲဆိုတာကိုလေ့လာသွားကြမှာပါဘန်ကောက်ကိုရောက်ဖူးတဲ့သူပဲဖြစ်အခုရောက်နေတဲ့သူပဲဖြစ်အားလုံးသိကြတဲ့ပြဿနာကြီးတစ်ခုရှိတယ်လေဟုတ်ပါတယ်အဲ့ဒါကတော့ကဘာကျော်ကားတက်တာပါပဲတကယ်ကိုလမ်းပေါ်မှာနိုင်နေချီပြီးအချင်းနဲ့ကုံသွားနေပါတယ်ဒါပေမဲ့လေစိတ်မပူပါနဲ့အဲ့ဒီကားလမ်းပိတ်တဲ့ပြဿနာအတွက်အကောင့်ဆောင်ဖေကမြို့ကြီးရဲ့အပေါ်တော့အောက်မှာပါပြေးဆွဲနေတဲ့ယထာတွေပါပဲကောင်းကင်ယထာ BTS နဲ့မြေအောင်ယထာ MRT ကတကယ်ကိုမြန်ဆန်ပြီးအချင်းကုန်တက်တာစေပါရဲ့ကဲဒီလောက်ကောင်းတဲ့ယထာကိုနဲ့ကြည်ကိုလမ်းမမအောင်ဘလို့သွားမလဲအဖြစ်ကတော့ခရီးသွားတိုင်းရဲ့အိတ်ကထမ်းမှာအမြဲတမ်းလိုရှိနေတဲ့ digital လမ်းညွန်တစ်ခုပါပဲဟုတ်ပါတယ်အဲ့ဒါကတော့အားလုံးနဲ့ရင်းနှီးပေးသားဖြစ်တဲ့ Google Maps application ပါပဲတခြားဘာမှရှုရရှက်မလို့ပါဘူးဒီ app တစ်ခုတည်းနဲ့တင်ဘန်ကောက်မြို့ရဲ့ရထားလမ်းကြောင်းဒီကိုလွယ်ကူကူသွားလာနိုင်ပါပါကဲဒါဆိုရင်အဲ့ဒီ app ကိုသုံးပြီးဘယ်လိုသွားရမလဲဆိုတာကိုလုံးဝရှင်းလင်းပြီးယူရှင်းတဲ့အဆင့်ခွားစင်းနဲ့ရှင်းပြသွားပါမယ်ဒီအဆင့်တွေကတော့ပထမဆုံးခီးစဉ်ကိုအရင်ပလန်ချမယ်ပြီးရင်အကောင်ဆုံးလမ်းကြောင်းကိုရွေးမယ်ပြီးတာနဲ့လက်မဲ့သွားဝယ်မယ်ပြီးရင်တော့စင်ကြမန်အောင်ရှာဒီစစ်ထိုင်ရထားစီးပြီးကိုသွားခြင်းတဲ့အကိုရောက်သွားမှာပေါ့ကဲပထမဆုံးအဆင့်ကိုစလိုက်ကြရပါဒါကတော့ Google Maps ထဲမှာကိုယ့်ရဲ့ခရီးစဉ်ကိုအရင်ဆုံးစီစဉ်တာပါပဲတိတ်ကိုယူရှင်းပါတယ် Maps ကိုဖွင့်လိုက် search bar မှာသွားချင်တဲ့နေရာဥပမာဆယံပါရဂေါင်းလို့ရိုက်ထည့်လိုက်ပြီးရင် directions ကိုညှိပြီးကားပုံတွေလူတင်ပုံတွေရဲ့ဘေးကယထာပုံ train icon လေးကိုရွေးလိုက်ရုံပါပဲအခုဒုတိယအဆင့်ကိုရောက်ပါပြီဒီအဆင့်မှာတော့ Google Maps ကပြောပေးတဲ့လမ်းကြောင်းတွေထဲကကိုယ်နဲ့အသင့်တော်ဆုံးတစ်ခုကိုရွေးချယ်ရမှာပါဒီနေရာမှာအဓိကကြည့်ရမှာ၃ချက်ရှိပါတယ်ပထမတစ်ခုကခရီးကြခြင်းဘယ်လောက်လေးဒုတိယတစ်ခုကပူတာရောက်ဖို့နဲ့ပူတာကစီးမိသွားဖို့လမ်းဘယ်လောက်ရှောင်ရမလဲဆိုတာကိုကျွန်တော်လူပုံကိုယ်အိုက်ကလေးနဲ့စစ်ကြည့်ပါနောက်ဆုံးအနေနဲ့ကိုစီရမယ့်ရထားလိုင်းရဲ့အရာကိုမှတ်ထားပါဥပမာစုခုမစ်လိုင်းဆိုအစိမ်းရောင်ဖြော့လေးလေအဲ့ဒါဆိုပိုလွဲသွားပါပြီကောင်းပြီလမ်းကြောင်းရွေးပြီးပြီဆိုတော့ Maps ကပြတဲ့အနည်းဆုံးပူတာကိုသွားပြီးလက်မှတ်ဝယ်ဖို့အချိန်တန်ပါပြီလက်မဝယ်တဲ့အခါရွေးချယ်စရာ၃မျိုးလောက်ရှိပါတယ်။တစ်ခေါက်တည်းပဲစီးမယ်ဆိုရင်တော့ single journey token ကအဆင်ပြေဆုံးပေါ့။ BTS ကိုပဲခဏစီးဖြစ်မယ်ဆိုရင်တော့ပိတ်စံကြိုးဖြစ်သုံးရတဲ့ rabbit car ကပိုအဆင်ပြေပြီး MRT ကိုပဲအဓိကစီးမယ်ဆိုရင်တော့ MRT car ဆိုပြီးတည်တံ့ရှိပါတယ်။အခုအရေးကြီးဆုံးနဲ့လူတွေအမားများဆုံးအပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကတော့ကိုစီရမယ့်ယထာအကျွတ်မှန်ကန်တဲ့စံချလာ platform မှာစောင့်ဖို့ပါပဲ။ဒါကတော့ရွှေစီးမြင်ပဲ။ Google Maps မှာကိုစီးရမယ့်ရထားလမ်းကြောင်းရဲ့ဘူရာဆိုးနာမည်ကိုပြပေးပါလိမ့်မယ်။ဥပမာ towards Kukot ဆိုပြီးပြထားရင်ဘူရာက sign board ဒီမှာ Kukot ဘက်ကိုသွားမယ် platform ကိုရှာပြီးအဲ့ဒီမှာစောင့်ရမှာပါ။ဒီတစ်ခုကိုသာမှတ်ထားလိုက်ရင်လုံးဝလက်မဆရာကြောင်းမရှိတော့ပါဘူး။နောက်ဆုံးဆင့်ကတော့ရထားပေါ်ရောက်သွားပြီဆိုရင်ဆင်းရမယ့်ဘူတာနဲ့ရထားပြောင်းရမယ့်နေရာတွေကိုတတိပြုဖို့ပါပဲ။ Google Map မှာဘူတာပြင်တစ်ခုစီးရမလဲဆိုတာကိုရေတွက်ထားလို့ရတယ်။လိုင်းပြောင်းရမယ်ဆိုရင်လည်း transfer as source ဆိုပြီးဘယ်ဘူတာမှာပြောင်းရမလဲအတိအကျပြောပါလိမ့်မယ်။ဆိုတော့ကိုစီးရမယ်ဘူတာမရောက်ခင်ကြိုတင်ပြင်ဆင်ထားလိုက်ရုံပါပဲ။ကဲအခြေခံအဆင့်ဒီပြီးသွားပြီဆိုတော့ဒေတာခံတီအောင်လို့ပို့ပြီးကျွမ်းကျင်သွားလာနိုင်ဖို့အပေါ်အကြံပြုချက်လေးတွေကြည့်လိုက်ရအောင်။ဘူတာကစင်းတဲ့အခါထွက်ပေါက်တွေကအများကြီးပဲ Google Maps မှာ take exit 3ဆိုပြီးပြတဲ့ထွက်ပေါက်နံပါတ်တိုင်းပါထွက်ကိုသွားမယ့်နေရာနဲ့အနည်းဆုံးကိုရောက်သွားမှာပါပြီးတော့ Maps သုံးကို internet လိုတော့မို့ tourist sim ဒါမှမဟုတ် pocket wifi တခုခုတော့ရှိထားဖို့လိုအပ်တယ်နော်။နောက်တစ်ချက်ကတော့လူချက်တာကိုရှောင်ဖို့ပါပဲ။မနက်9နာရီကနေ9နာရီနေ့ည9နာရီကနေ9နာရီကြားကရုံးတဲ့ရုံးစင်းချိန်တွေမှာအလွန်ကိုလူချက်ပါတယ်။ဒီအချိန်တွေကိုရှောင်နိုင်ရင်ပို့ပြီးတက်တုံတက်တာခီသွားနိုင်မှာပါ။ကဲအဆုံးသက်အညီနဲ့ပြောရရင်တော့ဒီရိုးရှင်းတဲ့အချက်တီကဘန်ကောက်မြို့ကြီးကိုယုံကြည်မှုရှိစူးစမ်းလေ့လာဖို့တကားဖွင့်ပေးလိုက်တာပါပဲအခုရှင်းပြခဲ့တဲ့အဆင့်တွေကိုတားလိုက်လို့မီဆိုရင်ဘန်ကောက်ရဲ့ရထားစနစ်ဟာခေါင်းစားစရာစင်ခေါ်မှုတစ်ခုမဟုတ်တော့ပဲကိုယ့်ရဲ့ခရီးစဉ်တွေကပျော်စရာကောင်းတဲ့အတွေ့အကြုံတစ်ခုဖြစ်လာမှအတိအကျပါပဲဒီတော့အခုဒီနီလန်းကိုတီးသွားပြီဆိုတော့နောက်ထပ်ပဲနေရာတွေကိုစူးစမ်းလေ့လာဖို့စီစဉ်ထားပါသလဲ